ကိုရောင်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကိုရောင်ရဲ့ podcast ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာဖလားဘောလုံးဝယ်တွေရောက်လာပြီဆိုရင်ပရိသတ်တွေကြားမှာဘောလုံးသမားတွေနီးပြတွေပြင်နောက်ထပ်နာမည်ကြီးလာတဲ့သူတွေရှိပါတယ်အဲ့ဒါကတော့ပွဲရလက်တွေကိုကြိုတင်ခံမှန်းပေးကြတဲ့အံ့ဩဖွယ်ရာတရိတ်ဆန်ဘေးရင်ဆရာလေးတွေပဲဖြစ်ပါတယ်ဘောလုံးဝယ်ရလက်တွေကိုစီရင်အင်းတွေကိန်းကနန်းတွေနဲ့သုံးသက်တာတဲ့ဆိုင်ရင်ကြောင်လေးတွေကအစာခွက်ရွေးတာရေဘဝဲကတက်တာရွေးတာစင်ကဘောလုံးကန်နာတွေကပရိသတ်တွေအတွက်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းနေတတ်ပါတယ်ဒီနေ့ podcast လေးမှာတော့သမိုင်းတစ်လျှောက်မှာဘယ်နိုင်ငံကတရိတ်ဆန်တွေကခံမှန်းတာအတော်ဆုံးလဲဘယ်သူတွေကတော့လွဲချော်ပြီးအဆက်ကွဲကြရလဲနောက်ပြီးအခုလက်ရှိကျင်းပနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာရောဘယ်သူတွေကဟော့ဂိမ်းမှန်နေပြီးတော့ဘယ်တဝါလေးတွေကမှားယွင်းနေလဲဆိုတာတွေကိုပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့သမိုင်းတစ်လျှောက်မှာဘယ်နိုင်ငံကတရိတ်ဆန်လေးတွေဟာခံမှန်းတာအတော်ဆုံးလဲဆိုတဲ့မိကုံးကိုအရင်ဖြေရရင်ပြိုင်မကင်းအတော်ဆုံးကတော့တချိန်ကရန်နာမည်ကြီးခဲ့တဲ့ဂျာမနီနိုင်ငံကရေပွဲကြီးပေါ်ပဲဖြစ်ပါတယ်။ပေါ်ဟာ2010တောင်အာဖရိကကမ္ဘာဖလားမှာကမ္ဘာကျော်ခဲ့တာပါ။သူ့ရဲ့ခံမှန်းတဲ့နီလန်းကရိုးရှင်းပါတယ်။နိုင်ငံလန်တွေကတ်ထားတဲ့အစားအစာတစ်တာနှစ်ခုကိုသူ့ရဲ့ကန်ထဲချပေးပြီးသူ့ဓမ္မဆုံးဖွင့်စားတဲ့တစ်တာကိုအနိုင်ရမယ်အသင်းလို့သတ်မှတ်တာပါ။အံ့ဩစရာကောင်းတာကပေါ်ဟာ2010ကမ္ဘာဖလားမှာဂျာမနီကစားခဲ့တဲ့ပွဲစဉ်9ပွဲစလုံးကိုမှန်အောင်ခံမှန်းနိုင်ခဲ့တဲ့အပြင်နယ်သာလန်နဲ့စပိန်တို့ကစားခဲ့တဲ့ဘောလုံးပွဲမှာစပိန်နိုင်မယ်ဆိုတာကိုပါတိတိကျကျခံမှန်းနိုင်ခဲ့လို့စုစုပေါင်း10ပွဲဇက်တိုက်ရာဂိုင်နှုန်းပြည့်မှန်ကန်ခဲ့ပါတယ်။ယူရို2008ပြိုင်ပွဲတုန်းကခံမှန်းချက်တွေနဲ့ပါပေါင်းလိုက်ရင်ပေါ်ရဲ့ခံမှန်းမှုကပွဲစဉ်14ပွဲမှာ12ပွဲထိမှန်ကန်ခဲ့လို့တိကျမှုရာဂိုင်နှုန်း85ရာဂိုင်နှုန်းထိကိုရှိခဲ့တာပါ။သူ့ရဲ့ခံမှန်းချက်တွေကြောင့်စိတ်ဝင်စားစရာပြဿနာတွေတောင်တက်ခဲ့ပါသေးတယ်။ဥပမာဆီမီဖိုင်နယ်မှာစပိန်ကဂျာမနီကိုနိုင်မယ်လို့ခံမှန်းခဲ့လို့ဂျာမန်ပရိသတ်တွေကပေါ်ကိုချက်စားပစ်မယ်လို့ချင်းချောက်ခဲ့ကြပါတယ်။အဲ့ဒီခါမှာစပိန်ဝန်ကြီးချုပ်ကပေါ်ကိုနိုင်ငံတော်ဆင့်ကာကွယ်ပေးမယ်လို့တောင်နောက်ပြောင်ပြောဆိုခဲ့ရပါတယ်။ပေါ်ဟာ2010ကမ္ဘာဖလားပွဲပြီးတိတ်မကြခင်မှာပဲတည်ဆုံသွားခဲ့ပေမဲ့ဒီနေ့အထိသူ့ရဲ့စံချိန်ကိုဘယ်တရိတ်ဆန်ကမှမချိုးဖြတ်နိုင်သေးပါဘူး။ပေါ်လိုမျိုးအောင်မြင်ခဲ့တဲ့သူတွေရှိသလိုမှားယွင်းစွာခံမှန်းမိလို့ပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရတဲ့အကောင်တွေလည်းအများကြီးရှိပါတယ်။ဘယ်သူတွေလွဲချော်ခဲ့လဲဆိုတာကြည့်ရအောင်ပါ။ပထမဆုံးကတော့2010ကမ္ဘာဖလားတုန်းကစင်ကာပူနိုင်ငံကမက်နီလို့ခေါ်တဲ့ကြက်တူရွေးလေးပါ။မက်နီဟာကွာတာဖိုင်နယ်ပွဲစဉ်၄ပွဲလုံးကိုမှန်အောင်ခံမှန်းနိုင်ခဲ့လို့နာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့ဘောလူပွဲမှာသူကနယ်သာလန်နိုင်မယ်လို့ခံမှန်းခဲ့ပြီးပေါ်ကစပိန်နိုင်မယ်လို့ခံမှန်းခဲ့ပါတယ်တကယ်ရလက်မှာစပိန်ကနိုင်သွားလို့မက်နီရဲ့ဟော့ဂိမ်းလဲလွဲချော်သွားခဲ့ရတာပါနောက်တစ်ကောင်ကတော့ UAE ကကလအုပ်ရှာဟင်းတကမ်မဲပါ2014ကမ္ဘာဖလားမှာရှာဟင်းဟာအလန်တိုင်တွေကိုကိုက်ပြီးရွေးချယ်တဲ့နီးနဲ့အစာပိုင်းမှာတော်တော်လေးမှန်ခဲ့ပေမဲ့ဘရာဇီးနဲ့ဂျာမနီကစားခဲ့တဲ့နာမည်ကျော်9ဂိုးတကူဂိုးပြတ်ပွဲမှာဘရာဇီးနိုင်မယ်လို့ရွေးချယ်မိလို့အကြီးအကျယ်လွဲချော်ခဲ့ပါတယ်နောက်ဆုံးမှာသူ့ရဲ့တိကျမှုက66ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့ပါတယ်2016ယူရိုပြိုင်ပွဲတုန်းကဆိုရင်ဂျာမနီကကိုအာလာဝတ်ဝန်လေး OB ဆိုရင်ခံမှန်းသမျှပွဲစဉ်တိုင်းကိုအကုန်လုံးမှားယွင်းစွာခံမှန်းခဲ့လို့သူ့ရဲ့ထိန်းချောင်းသူတွေကသူ့ကိုဘေးတင်ဟောခွင့်ရနာလိုက်ရတဲ့အထိဖြစ်ခဲ့ပါတယ်2022ကာတာကမ္ဘာဖလားမှာလဲအင်္ဂလန်က FE ဆိုတဲ့အေဘာကာလေးဟာအင်္ဂလန်သင်းအီရန်ကိုရှုံးမယ်လို့ခံမှန်းခဲ့ပေမဲ့အင်္ဂလန်ကအနိုင်ရသွားလို့ပရိသတ်တွေရဲ့အပြောင်ပြက်လှုပ်တာကိုခံခဲ့ရပြန်ပါတယ်2018ရုရှားကမ္ဘာဖလားတုန်းကနားမကျတဲ့ကြောင်ဖြူလေးအာခိလိဟာလည်းရုရှားပွဲတွေဘရာဇီးပွဲတွေကိုမှန်အောင်ရွေးနိုင်ခဲ့ပေမဲ့အာဂျင်တီးနားနဲ့နိုင်ဂျီးရီးယားပွဲမှာနိုင်ဂျီးရီးယားနိုင်မယ်လို့ရွေးချယ်ပြီးလွဲချော်ခဲ့လို့အောင်မြင်မှုနှုန်း60ကနေ80ရာခိုင်နှုန်းလောက်ပဲရှိခဲ့ပါတယ်ဒါပေမဲ့အဆိုးရွားဆုံးကကြမ္မာနဲ့ကြုံခဲ့ရတာကတော့ဂျပန်နိုင်ငံကရာဘီယိုဆိုတဲ့ရေပွဲကြီးပါ2018ကမ္ဘာဖလားအုပ်စုအဆင့်မှာရာဘီယိုဟာဂျပန်အသင်းရဲ့နိုင်ရှုံးတရီပွဲစဉ်3ပွဲစလုံးကို
ရာနှုန်းပြည့်မှန်အောင်ခန့်မှန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်အသင်း16သင်းအဆင့်ကိုတက်သွားချိန်မှာတော့အဲ့ဒီရေပွဲကြီးကိုဖမ်းမိခဲ့တဲ့ငါးဖမ်းသမားကစက်မဆောက်တော့ပဲရာဘီယိုကိုခုတ်ထည့်ပြီးစာရှိမိဖြစ်ဈေးကွက်ထဲရောင်းစားပစ်လိုက်တဲ့အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ်။တရုတ်နိုင်ငံဘေကျင်းနန်းတော်ပြတိုက်ကဘိုင်ဒီနာလို့ခေါ်တဲ့ကြောင်လေးဆိုရင်လဲ6ပွဲစတိုက်မှန်အောင်ခန့်မှန်းပြီးမကြခင်မှာပဲနေမကောင်းဖြစ်လို့တေဆုံးသွားခဲ့ရပါတယ်။ကဲအခုကျွန်တော်တို့လက်ရှိကျင်းပနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုရောက်လာပါပြီ။ဒီနှစ်မှာရောဘယ်ဒရိတ်ဆန်လေးတွေကအတိအကျဆုံးခန့်မှန်းနေကြလဲဆိုတာကြည့်ရအောင်ပါ။ဒီနှစ်မှာအတော်ဆုံးနဲ့ရေပန်းစားဆုံးဖြစ်နေတာကတော့မြောက်အိုင်ယာလန်က Bill the Hard Nose Cat လို့ခေါ်တဲ့နှာခေါင်းမှာအသေးပုံအမှတ်သားလေးပါတဲ့ကြောင်လေးပါ။ဘေးဟာခန့်မှန်းတဲ့အခါမှာသူ့ရှေ့မှာချထားတဲ့နိုင်ငံအလံလေးတွေကိုလက်နဲ့ပုတ်ပြီးရွေးချယ်တာပါ။အံ့ဩစရာကောင်းတာကသူဟာပွဲစဉ်ပေါင်း24ပွဲမှာ22ပွဲကိုမှန်အောင်ခန့်မှန်းပေးနိုင်ခဲ့ပြီးတော့တိကျမှု90%ကျော်ရှိနေပါတယ်။ပထမဆုံးတည်ရမကျတဲ့ပွဲစဉ်19ပွဲကိုရာနှုန်းပြည့်အမှားယွင်းမရှိမှန်အောင်ခန့်မှန်းနိုင်ခဲ့လို့အင်တာနက်မှာရန်ကိုနာမည်ကြီးနေပါတယ်။အခုနှစ်ကမ္ဘာဖလားမှာတော့ဘေးဟာနံပါတ်1အတိအကျဆုံးဘေးတင်ဆရာလို့ပြောရမှာပါ။ဒီနှစ်ကမ္ဘာဖလားမှာနောက်ထပ်ဟော့ဂိမ်းမှန်းနေတဲ့ကောင်လေးကတော့ကနေဒါနိုင်ငံတိုရန်တိုမြို့ကရွှေငါးလေးဆွင်ဘာဘီပဲဖြစ်ပါတယ်။ပြင်သစ်ကစားသမားအမ်ဘတ်ပီကိုအစွဲပြုပြီးနာမည်ပေးထားတဲ့ဒီရွှေငါးလေးဟာငါးကန်တွေကနိုင်ငံလန်တွေကိုကူးခတ်သွားပြီးရွေးချယ်တာပါ။ပြင်သစ်ဇီနီဂေါအာဂျင်တီးနားနဲ့ကနေဒါအသင်းတွေနိုင်မွေးရမယ်ဆိုတာကိုမှတ်အောင်ရွေးနိုင်ခဲ့ပြီးအခုချိန်ထိတော့တိကျမှုနှုန်းဟာ60နဲ့80%ကျော်ရှိနေပါတယ်။နောက်ပြီးဂျာမနီနိုင်ငံကိုလုံးဒရိတ်ဆန်ယုံကတာရက်ဆိုတဲ့အာရှစင်ကြီးလဲအလံတွေပတ်ထားတဲ့ဘောလုံးကြီးတွေကိုနင်းချေပြီးခံမှန်းပေးနေပါတယ်။သူဟာဂျာမနီအသင်းအနိုင်ရမယ်ပွဲကိုသာမကအီကွေဒေါအသင်းကဂျာမနီကိုအနိုင်ရပြီးဂျာမနီအိမ်ပြန်ရမယ်ပွဲကိုပါကြိုတင်ပြီးမှန်ကန်စွာခံမှန်းနိုင်ခဲ့လို့ပရိသတ်တွေအံ့ဩနေရပါတယ်။ UAE နိုင်ငံကနေကလအုပ်ရှာဟင်းရဲ့နေရာကိုဆက်ခံမှုထွက်ပေါ်လာတဲ့သိန်းငှက် Shaw the Hawk ဆိုရင်လဲအခုအရှုံးနိုင်ဆုံးဖြတ်ပေးတဲ့ရှုံးထွက်အဆင့်တွေမှာပြင်သစ်နဲ့မော်ရိုကိုဇီနီဂေါနဲ့အီရတ်မက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်တွေကိုရာနှုန်းပြည့်မှန်ကန်စွာခံမှန်းပေးထားလို့လူကြိုက်များနေပါတယ်။ဒါပေမဲ့အခု2026ကမ္ဘာဖလားမှာမှန်သမျှတရိတ်ဆန်တွေအားလုံးမှန်နေတာတော့မဟုတ်ပါဘူး။တချို့ကောင်လေးတွေကတော့လွဲချော်နေပါတယ်။ဘရာဇီးကရီဒင်ဟာလို့ခေါ်တဲ့ငမန်းမာလေးဟာခန့်မှန်းမှု3ပွဲမှာ2ပွဲမှန်လို့66%ထိတိကျမှုရှိခဲ့ပေမဲ့ဘရာဇီးနဲ့မော်ရိုကိုပွဲစဉ်မှာဘရာဇီးနိုင်မယ်လို့ရွေးချယ်ခဲ့ရာကနေအဲ့ဒီပွဲကတကူးစီတည်ကျသွားတဲ့အတွက်ပထမဆုံးဟော့ဂိမ်းမှာတင်အမှားနဲ့စတင်ခဲ့ရတာပါ။နောက်တစ်ကောင်ကတော့ဂျာမနီဒေါ့မွန်ဒရိတ်ဆန်ယုံကလူဝင်ကြီးဝေါ်တာပါဝေါ်တာဟာအစာတောင်းတွေကိုရွေးချယ်တဲ့နီးနဲ့ခံမှန်းလေးရှိပြီးတော့ယူရို2024ဘောလူပွဲမှာအင်္ဂလန်ရှုံးမယ်လို့မှန်အောင်ရွေးနိုင်ခဲ့ပေမဲ့အခုနေ့ကမ္ဘာဖလားမှာတော့သူ့ရဲ့တိကျမှုက60%လောက်ပဲရှိနေပြီးတော့အကျွေစေ့ပြစ်တယ်လို့ကြာပန်းရလက်တွေလိုဖြစ်နေတဲ့အတွက်သိပ်ပြီးအားထားလို့မရဘူးလို့ပြည်သက်တွေကဝေဖန်နေကြပါတယ်။ကဲပြည်သက်ကြီးရေသိပ္ပံပညာရှင်တွေကတော့တရိတ်ဆန်တွေဟာပွဲရလက်တွေကိုတကယ်မသိနိုင်ပဲကံတရားကြောင့်သာမှန်ကန်နေတာလို့ဆိုကြပါတယ်။အလံတွေရဲ့အယောင်သွေးတွေဒါမှမဟုတ်ထိန်းချောင်းသူတွေရဲ့ကိုဟန်အမှုရာလွှမ်းမိုးမှုတွေကြောင့်သူတို့ရွေးချယ်ကြတာလို့ရှင်းပြပါတယ်။ဒါပေမဲ့ဘာလို့ကျွန်တော်တို့လူသားတွေကဒီတရိတ်ဆန်လေးတွေကိုဆက်ပြီးတော့ခံမှန်းခိုင်းနေကြတယ်လဲ။အဖြေကရိုးရှင်းပါတယ်။ဘောလုံးပွဲဆိုတာမျောလင်းချက်တွေစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေတဲ့အရာတွေပါ။ရုပ်တံကနေကျွမ်းကျင်သူတွေစီးရင်အင်းတွေနဲ့ညှိငွေစရာကောင်းအောင်ရှင်းပြနေတာကိုနားထောင်ရတာတဲ့စာရင်ကြောင်လေးတွေစင်လေးတွေရွှေငါးလေးတွေကချစ်စရာကောင်းအောင်အနိုင်ရှုံးရွေးချယ်ပေးနေတာကိုကြည့်ရတာကပိုပြီးတော့ပျော်စရာကောင်းတယ်လို့မြင်လို့ပဲဖြစ်ပါတယ်ဒီလိုမျိုးတရိတ်ဆန်လေးတွေရဲ့ကမ္ဘာဖလားခံမှန်းချက်တွေဟာတာမန်ပရိသတ်တွေကြားမှာပျော်စရာတက်ကနေအခုဆိုရင်တရိတ်ဆန်ယုံတွေအတွက်အင်မတန်အလုပ်ဖြစ်တဲ့ဈေးကွက်ရှာဖွေရေးဗျူဟာတစ်ခုလိုတောင်ဖြစ်နေပါပြီဥပမာအနေနဲ့ပြောရရင်ထိုင်းနိုင်ငံက
နခွန်ရက်ချာစီမာတရိတ်ဆန်ယုံမှာဆိုရင်ဒီ2026ကမ္ဘာဖလားပွဲစဉ်တွေအတွက်တရိတ်ဆန်လေးတွေကိုအသုံးပြုပြီးခံမှန်းခိုင်းတဲ့အစီအစဉ်တွေကိုတမင်ရည်ရွယ်ပြီးတော့ဖန်တီးလာကြပါတယ်ဒါကဘာကိုပြနေလဲဆိုရင်အာကစားပွဲတော်ရဲ့အရှိန်အဝါကိုသုံးပြီးပြည်သူဆက်ဆံရေး PR လုပ်လိုက်တာပါဒီလိုလုပ်လိုက်တဲ့အတွက်နိုင်ငံတကာသတင်းမီဒီယာတွေရဲ့အာရုံစိုက်မှုကိုအခမဲ့ရရှိသွားပါတယ်ပြီးတော့ကလေးတွေရောလူကြီးတွေပါဒီဘေးဒင်ဆရာတရိတ်ဆန်လေးတွေကိုမျက်မြင်ကိုယ်တွေ့လာကြည့်ခြင်းအောင်ဓာတ်ပုံလာရက်ချင်အောင်ဆွဲဆောင်လိုက်နိုင်ပါတယ်ကမ္ဘာဖလားရာသီအတွင်းမှာတရိတ်ဆန်ယုံကိုလာလဲတဲ့ဧည့်သည်အရေးအတွက်ခါတိတိသားသားတက်လာစေဖို့ညံသုံးလိုက်တဲ့အလွန်တော်တဲ့ခီးသွွားလုပ်ငန်းဆွဲဆောင်မှုတစ်ခုလည်းဖြစ်နေပါတယ်မနှက်ပြန်ပိုလူပွဲမှာတရိတ်ဆန်လေးတွေဘသူ့ကိုခံမှန်းကြအောင်မလဲဆိုတာကတော့ရင်ခုန်စရာကောင်းပါတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော် online မှာရှာကြည့်သလောက်စပိန်ကိုအနိုင်ရမယ်လို့ခံမှန်းထားတဲ့တရိတ်ဆန်ပုံလေးတွေတွေ့တာကြောင့်စပိန်သင်းမဲ့တရိတ်ဆန်လေးတွေခံမှန်းတယ်လို့တကယ်ကမ္ဘာဖလားရသွားမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ podcast လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးကင်းကြပါစေခင်ဗျာကိုယ့်ရဲ့အိမ်မှာကိုယ်ပိုင်အိမ်မွေးတရိတ်ဆန်လေးတွေရှိတယ်ဆိုရင်ရောခံမှန်းကြည့်ကြည့်ပါလားလို့အကြံပေးရင်းနဲ့နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ